Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ verb adjective plus is မျိုးရင်ဆိုရင်မဲ့ဆိုရင်ဆိုပြီးတော့လွယ်ပြီးတော့အသုံးလဲမရတဲ့ grammar lesson လေးကိုကြည့်လိုက်ကြရအောင်နော်သူကအသက်ပါရင်တော့ is မျိုးနဲ့တွဲပြီးတော့အသက်မပါရင်တော့မျိုးနဲ့ပဲတွဲရပါမယ်ဒါလေးကိုတော့မှတ်ထားဖို့လိုပါတယ်အဲ့တော့ကြည့်လိုက်ကြရအောင်ခါတာသွားသည်ဖြစ်တဲ့ခါတာမှာဒါကိုဖြုတ်ပြီးတော့ခါကိုကြည့်လို့ရှိရင်အသက်မပါပါဘူးအသက်မပါတဲ့အတွက်ကျမတို့မျောနဲ့ပဲတွဲပြီးတော့ခါမျောသွားရင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်လွယ်ပါတယ်နော် mock တာစားသည်ဒီစားသည်ဆိုတဲ့ mock မှာကျမတို့အသက်ပါတယ်အသက်ပါတာဖြစ်တဲ့အတွက်အမျောနဲ့တွဲမယ်အမျောနဲ့တွဲပြီးတော့ 먹으면စားရင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်주다ပေးသည်ဆိုတဲ့ဂျူမှာကျမတို့အသက်မပါပါဘူးအသက်မပါတဲ့အတွက်မျောနဲ့ပဲတွဲပြီးတော့ဂျူမြွန်ပေးရင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဣတာရှိသည်အသက်ပါနေရဖြစ်တဲ့အတွက်အမျောနဲ့တွဲပြီးတော့있으면ရှိရင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဝကြလေးကိုတို့ကြည့်လိုက်ကြရအောင်နော်시간이 있으면 같이 밥을 먹어요. 시간이 있으면 같이 밥을 먹어요. 시간ဆိုတာအချိန် 있으면ရှိရင်같이အတူတူ 밥을 먹어요. ထမင်းစားကြရအောင် 시간이 있으면 같이 밥을 먹어요. အချိန်ရှိရင်အတူတူထမင်းစားကြရအောင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်လွယ်ပါတယ်နော်နားလည်မယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့နောက်ဥပမာလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်피곤하면 일찍 자세요 피곤하다ဆိုတာပင်ပန်းသည်အသက်မပါတာဖြစ်တဲ့အတွက်မျောနဲ့ပဲတွဲပါမယ်ဆိုတော့ 피곤하면ပင်ပန်းရင် 일찍ဆိုတာစောစော 자세요 အိပ်ပါ 일찍 자세요. 서서 애봐. 피곤하면 일찍 자세요. 뺑뺑이 서서 애봐. 소비로 대비해야 말해. 모르면 선생님께 물어보세요. 모르다ဆိုတာမသိတာအသက်မပါတာဖြစ်တဲ့အတွက်ကျမတို့မျောနဲ့ပဲတွဲမယ်ဆိုတော့ 모르면မသိရင် 선생님ဆိုတာဆရာမ 선생님께ဆိုတာဆရာမကိုဆရာမစီပေါ့နော် 물어보세요 မေးပါမေးကြည့်ပါ 선생님께 물어보세요 ဆရာမစီမေးကြည့်ပါဆရာမကိုမေးကြည့်ပါ 모르면 선생님께 물어보세요 မသိရင်ဆရာမကိုမေးကြည့်ပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် 시험이 끝나면 친구를 만날 거예요. 시험ဆိုတာစာမေးပွဲ끝나다ဆိုတာပြီးဆုံးသည်အသက်မပါတဲ့အတွက်မျောနဲ့ပဲတွဲပါမယ်끝나면ပြီးဆုံးရင်친구တငယ်ချင်း만날 거예요တွေ့မယ်시험이 끝나면 친구를 만날 거예요စာမေးပွဲပြီးရင်တငယ်ချင်းနဲ့တွေ့မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်날씨가 좋으면 공원에 갈까요? 날씨가 좋으면 공원에 갈까요? 날씨ဆိုတာရသည်ဥရု좋다ဆိုတာကောင်းသည်အသက်ပါနေရဖြစ်တဲ့အတွက်อึမျောနဲ့တွဲပါမယ်ဆိုတော့좋으면ကောင်းရင်공원ဆိုတာပန်းခြံ갈까요? သွားကြမလား공원에 갈까요? ပန်းခြံကိုသွားကြမလား 날씨가 좋으면 공원에 갈까요? ရာသီဥတုကောင်းရင်ပန်းခြံကိုသွားကြမလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီနေ့ရဲ့ grammar သင်ခန်းစာလေးရတော့ဒီလောက်ပါပဲရှင်အောင်လည်းနားလည်မယ်လို့မျှော်လင့်ပါတယ်နောက် grammar သင်ခန်းစာတွေမှာပြန်လည်တွေ့ကြမယ်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ